ရှမာသက်ခရစ်ဝင်အခန်းကြီး6မှာယေရှုခရစ်တော်ကဒီလိုပြောတယ်အခန်းငယ်24မှာသခင်နှစ်ဦးကိုအစေခံလို့မရဘူးအဲ့တော့သခင်နှစ်ဦးကဘယ်သူနဲ့ဘယ်သူလဲဆိုတော့လောကီစည်းစိမ်နဲ့ဘုရားသခင်ဒီနေရာမှာဘာတွေ့ရလဲဆိုတော့လောကီစည်းစိမ်လို့ပြောတဲ့အခါ financial ကိုပြောတာအဲ့တော့ဒီ financial နဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကဘာပြောလဲဆိုတော့ဒီလောက government နိုင်ငံတွေဟာသူတို့မှာ financial system ရှိတယ်သူတို့မှာ financial education ရှိတယ် financial system ရှိတယ်ပြီးတော့ဘုရားသခင်ကဒီမှာနောက်ထပ်သင်အစေခံရမယ်သင် practice လုပ်ရမယ် system ကဘုရားသခင်ရဲ့ kingdom က system နဲ့အဲ့တော့ယေရှုခရစ်တော်ဒီနေရာမှာကျွန်တော်တို့ကိုဘာသင်ပေးနေလဲဆိုရင်ကျွန်တော်တို့ဟာ kingdom နှစ်ခုရဲ့ system ရှိတာကိုသိရဒါကြောင့်သင်အပြင်မှာသင်သွားဝယ်တဲ့စာအုပ်တွေအားလုံးကသင်ကိုဘာ system သင်ပေးလဲဆိုတော့လောကီနိုင်ငံရဲ့ financial system ကိုသင်ပေးတယ်ကျွန်တော်တို့စာအုပ်ဖတ်လေလောကီနိုင်ငံရဲ့ financial system ကိုပိုနားလည်လာလေပဲဒါပေမဲ့ကျွန်တော်တို့မှာလည်းဖခင်သခင်ရဲ့နိုင်ငံတော်မှာလည်း financial system ရှိတယ်ဒါကြောင့်ယေရှုခရစ်တော်ဟာလောကီရဲ့ financial system နဲ့ပတ်သက်ပြီးသူပြောလေကဲတာဘုရင်နဲ့ဆိုင်တဲ့အရာကဲတာဘုရင်ကိုအခွန်ဆက်ရမယ်ယေရှုခရစ်တော်ကိုယ်တိုင်ပေတရုကိုငါးဖမ်းခိုင်းပြီးတော့အခွန်ဆက်တယ်အရိဘယ်ကယေရှုခရစ်တော်အခွန်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့လောကီနိုင်ငံရဲ့ financial system ကိုအသုံးပြုတဲ့အတွက်မာကုအခန်းကြီး7ကလည်းအခုအခန်းငယ်24 25 26ကလည်းရှင်းပြနေပြီယေရှုခရစ်တော်ဟာဘာဆက်ပြောလဲကဲတာဘုရင်နဲ့ဆိုင်တဲ့အရာကိုကဲတာဘုရင်အခွန်ပေးတယ်ဖျားသခင်နဲ့ဆိုင်တဲ့အရာကိုဖျားသခင်ကိုအခွန်ပေးတယ်အဲ့တော့သင်အခွန်ဗမာပေးတယ်လေကသင်ကဘယ်နိုင်ငံရဲ့ system ကိုသုံးတယ်လဲသင်ကသက်သေပြသင်ကဖျားသခင်ရဲ့နိုင်ငံတော်မှာအခွန်မပေးဘူးဒါပေမဲ့ဖျားသခင်နိုင်ငံတော်မှာသင်10ဖို့တဖို့မထည့်ဖျားသခင်ရဲ့နိုင်ငံတော်မှာသင်ကပူဇော်တက်ကမပေးဘူးဖျားသခင်ရဲ့နိုင်ငံတော်ပြန်မပေးဘူးအရေဘယ်သင်ကကိုရောစနစ်နဲ့ကျွန်တော်ဒီပတ်စံကိုရထားပေါ့ကျွန်တော်ကဒီ logi နိုင်ငံရဲ့ system နဲ့ရတာအဲ့တော့ကျွန်တော်အနေနဲ့ဖျားသခင်ရဲ့နိုင်ငံတော်ရဲ့ system ကို၃ချောင်းဘာအဖြစ်ကျွန်တော်သိရလဲကျွန်တော်ဖျားသခင်ကိုစက်တာတဲ့အပေါ်မှာသိရတယ်အဲ့တော့သင်ရဲ့ life ထဲမှာသင်ကဘယ် system အောက်မှာရှိတယ်လဲသင်ရဲ့ပတ်စံကဘယ် kingdom ကိုသွားသလဲအဖြစ်ပေးတယ်အဲ့တော့သင်ကဖျားသခင်ရဲ့ kingdom system ထဲမှာသင်ရှိရသေချာပေါက်ခေါင်းပါရာကာလမှာပင်လေအာဗြဟံဣဇက်ယာကုပ်တို့လိုဘလို့ရှာပတ်စံတွေးလိမ့်မယ်အဲ့တော့ how to control money သင်ကငွေကြေးကို control လုပ်နိုင်ဖို့ကသင်ပထမဦးဆုံးသင်သိရမှာကဘယ် system နဲ့သင်သွားမလဲဒီ logi system နဲ့ငါသွားမလားဘုရားသခင်ရဲ့ system နဲ့ငါသွားမလားအဲ့တော့ဘုရားသခင်ရဲ့ kingdom system ကိုငါသုံးမယ်ဆိုရင်သူ့ကိုငါအခွန်ဆက်ရမယ်ဘာလို့ငါသူနဲ့ဆိုင်တဲ့အရာကိုသူ့ကိုငါပြန်ပေးရမယ်လောကီနိုင်ငံနဲ့ဆိုင်တဲ့အရာကိုလောကီကိုပြန်ပေးမယ်လောကကိုပြန်ပေးမယ်ဖျားနဲ့ဆိုင်တာကိုဖျားကိုပြန်ပေးမယ်အဲ့တော့ကျွန်တော်ဘာဖြစ်လို့ဘုရားသခင်ကိုကျွန်တော်တို့မျိုးစေ့ကျဲလဲဘာဖြစ်လို့ဘုရားသခင်ရဲ့နိုင်ငံကိုဂုဏ်ပြုတယ်လဲဘာလို့ဘုရားနိုင်ငံတော်မှာကျွန်တော်တို့ပြန်ပေးတယ်လဲဘာကြောင့်လဲဆိုတော့ကျွန်တော်ရသမျှငွေကြေးအားလုံးဒီဘုရားသခင်နိုင်ငံရဲ့ system နဲ့ရထားတာအဲ့တော့ဘယ် system ကအောင်မြင်မလဲဘုရားသခင်ရဲ့ kingdom ကအောင်မြင်မှာဘုရားသခင်ကဘာပြောလဲရွှေနဲ့ငွေကိုငါပိုင်တယ်ဒီရွှေတွေကငါပိုင်တာဒီငွေတွေကငါပိုင်တာငါ control လုပ်တာဒါတွေအားလုံးကငါဟာဖြစ်တယ်ဒါဆိုလို့ရှိရင်ဘယ် system ကပဲငွေကြေးတွေကို control တကယ်လုပ်နိုင်လဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော် system ကပဲငွေကြေးကို control လုပ်နိုင်တယ်အဲ့တော့အဲ့ဒီနိုင်ငံရဲ့ system ထဲမှာသင်အသုံးပြုရင်အဲ့နိုင်ငံကိုသင်အခွန်ဆောင်ရအဲ့နိုင်ငံကသင်ကိုပတ်စံဖြတ်တယ်ဘာလို့လဲသင်ကသူ့နိုင်ငံရဲ့ system ကိုအသုံးပြုလို့ဒီမှာရှေ့မိကုန်းကသင်ကဘုရားသခင်နိုင်ငံရဲ့ system ကိုသုံးနေသလားဒါမို့သင်ကလောကီနိုင်ငံရဲ့ system ကိုအသုံးပြုနေသလားငွေကြေးနဲ့ပတ်သက်ပြီးအောင်မြင်မဲ့သူမအောင်မြင်မဲ့သူအောင်မြင်မှုရဲ့အဖြစ်ဟာဘယ် kingdom ရဲ့ system ကိုသုံးနေလဲအဲ့တော့သင်ကဘုရားသခင်ကိုပေးတယ်ဘာလို့လဲငါဘုရားသခင် kingdom ရဲ့ system နဲ့အသုံးပြုနေတာအဲ့တော့ကျွန်တော်ငွေကြေးတွေဒီဘုရားသခင် kingdom ကိုသွားမယ်